ကလကာကြီးရဲ့နေပါအောင်ကလို့ကောင်းနေတော့ဟောပွဲရသိမ့်တော့မှမနဲ့လင်းတော့မှမဟုတ်လို့ဇက်ကသိမ့်တော့မှကလကာချတော့မှဒါပြီးကလကာကိုမချသေးခြင်းသေးဘူးဘာလို့ချင်နေတော့ကခြင်းသေးတယ်တကယ်လဲလူသားတွေဟာအဲ့ဒီတိုင်းပဲနော်ဘယ်သူမှဇက်ကိုမသိခြင်းမအောင်ဒီဘဝမဖြစ်လို့ဇက်သိရင်နောက်ထပ်တစ်ဇက်ထပ်ထွက်မှာပဲသူတစ်ဇက်ပြီးတစ်ဇက်ထွက်မှာနော်အခုဒီဘဝဇက်ကထွက်ခဲ့တာနော်ဇက်ကလာညရဲ့ဘယ်ပိုင်းလောက်ရောက်နေပြီလေနည်းနည်းလောက်ခန်းစားကြည့်နော်အရင်ဘဝကလည်းဇက်တွေမျိုးမျိုးထွက်ခဲ့တာပဲနောက်လည်းထွက်ဦးမှာပဲဇက်ကဟုတ်လားအခုလို့ဘုံတို့တည်းအဲ့လိုတစ်ဇက်ပြီးတစ်ဇက်မမောနိုင်မပန်းနိုင်ကနေကြရတာတော့အဓိကကတော့ပစ္စာလေးပါမသိလို့ဘဝဇက်တွေတစ်ဇက်ပြီးတစ်ဇက်ထွက်နေဟုတ်လားဘဝဟာဆင်းရဲတယ်ဆိုတဲ့အမှန်တရားကိုတကယ်မသိတဲ့အခါကျ